အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေတို့ကို Facebook အကောင့်ရှောင်နည်းနဲ့ Facebook အကောင့်ကိုခြားသူတွေခိုးယူလို့မရအောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံး Facebook application တွေကိုဝင်လိုက်ပါအောက်ဆုံးက create new Facebook အကောင့်ကိုနှိပ်လိုက်ပါပြီးရင် next ကိုနှိပ်လိုက်ပါပြီးရင် none of the above ကိုနှိပ်လိုက်ပါဒီနေရာမှာနာမည်ထည့်ပေးရမှာဖြစ်ပါတယ်ကိုကြိုက်တဲ့နာမည်ထည့်လို့ရပါတယ်နာမည်ထည့်ပြီးရင် next ကိုနှိပ်ပါမွေးနေ့ထည့်ရပါမယ်ပြီးရင် next ကိုနှိပ်ပါဒီနေရာမှာအမျိုးသားအမျိုးသမီးရွေးရမှာဖြစ်ပါတယ်အမျိုးသမီးဆိုရင် female ကိုရွေးပါအမျိုးသားဆိုရင် male ကိုရွေးပါပြီးရင် next ကိုနှိပ်လိုက်ပါဒီနေရာမှာဖုန်းနံပါတ်နဲ့လည်းရှောက်လို့ရပါတယ် email နဲ့လည်းရှောက်လို့ရပါတယ် email နဲ့ရှောက်မှာဖြစ်တဲ့အတွက် email ကိုရွေးလိုက်ပါမယ်ဒီနေရာမှာကိုကြိုက်တဲ့ email ကိုရွေးလို့ရပါတယ်ဒါမှမဟုတ်လည်းတခြား email ကိုထည့်လို့ရပါတယ်ကျွန်တော်ကတော့တခြား email ကိုထည့်လိုက်ပါမယ်email ထည့်ပြီးရင် next ကိုနှိပ်လိုက်ပါဒီနေရာမှာ password ထည့်ရမှာဖြစ်ပါတယ် password 6 လုံးအနည်းဆုံးထည့်ရမှာဖြစ်ပါတယ် password ထည့်ပြီးရင် next ကိုနှိပ်ပါ sign up ကိုဆက်နှိပ်လိုက်ပါဒီနေရာမှာ password မှတ်မှာလားမမှတ်ဘူးလားမေးတာဖြစ်ပါတယ်မှတ်မယ်ဆိုရင် save password ကိုနှိပ်ပါမမှတ်ဘူးဆိုရင် not now ကိုနှိပ်ပါကျွန်တော်ကတော့ not now ကိုနှိပ်လိုက်ပါမယ်ဒါကတော့ Facebook email နဲ့ password ကိုပြပေးတာဖြစ်ပါတယ် OK ကိုနှိပ်လိုက်ပါprofile ပုံယူရမှာဖြစ်ပါတယ်ရှိပြီးသားပုံထည့်ခြင်းနဲ့ဆိုရင် choose from gallery ကိုနှိပ်ပါပုံအသစ်ရိုက်ထည့်ခြင်းနဲ့ဆိုရင် take photo ကိုနှိပ်ပါကျွန်တော်ကတော့ရှိပြီးသားပုံကိုထည့်လိုက်ပါမယ်ဒီပုံလေးကိုရွေးလိုက်ပါမယ်ပြီးရင်အပေါ်ညာဘက်တောင်းက done ကိုနှိပ်ပါပြီးရင်အပေါ်ညာဘက်တောင်းက save ကိုနှိပ်ပါဒီနေရာမှာ front action နဲ့ဆိုရင်မှန်ကြီးလေးတွေလိုက်ချစ်ပြီးတော့အောက်ကအပြာရောင်ဘားတန်းကိုနှိပ်ပါ front action မှုဆိုရင်အပေါ်ညာဘက်တောက်က skip ကိုနှိပ်ပါကျွန်တော်ကတော့ skip ကိုနှိပ်လိုက်ပါမယ် OK ကိုနှိပ်ပါအကောင့်ရပါပြီမိမိအကောင့်ကိုတခြားသူတွေခိုးလို့မရအောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်
အပေါ်ညာဘက်တောင်းကမြင်းသုံးချောင်းကိုနှိပ်လိုက်ပါပြီးရင်အောက်နားက setting and privacy ကိုနှိပ်လိုက်ပါပြီးရင် setting ကိုနှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးက personal information ကိုနှိပ်လိုက်ပါပြီးရင် contact info ကိုနှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးက Gmail ကိုနှိပ်လိုက်ပါdown arrow ကိုဆက်နှိပ်လိုက်ပါပြီးရင်အောက်ဆုံးက only me ကိုရွေးလိုက်ပါပြီးရင်ဗတ်များနဲ့ထွက်လိုက်ပါမိမိ Gmail ကိုဘယ်သူမှမမြင်အောင်ပြုလုပ်ခြင်းဖြစ်ပါတယ်ဗတ်များနဲ့ထပ်ထွက်လိုက်ပါဗတ်များနဲ့ထပ်ထွက်လိုက်ပါဗတ်များနဲ့ထပ်ထွက်လိုက်ပါပြီးရင် security and login ကိုနှိပ်လိုက်ပါပြီးရင်အောက်နားက two factor authentication ကိုနှိပ်လိုက်ပါဒီနေရာမှာ text message ကိုရွေးလိုက်ပါရွေးပြီးရင် continue ကိုနှိပ်လိုက်ပါဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ရိုက်ထည့်လိုက်ပါပြီးရင် confirm ကိုနှိပ်လိုက်ပါconfirm ကိုကြာလာပါပြီ confirm ကိုရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးရင် continue ကိုနှိပ်လိုက်ပါပြီးရင် done ကိုနှိပ်လိုက်ပါရပါပြီခင်ဗျာဒီလို two factor authentication ပြုလုပ်ခြင်းအပြင်အခြားသူတွေမိမိအကောင့်ကို Gmail နဲ့ password သိရင်တောင်မှသုံးလို့ရမှာမဟုတ်ပါဘူးဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် subscribe button လေးကိုနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ဗီဒီယိုသစ်တင်တဲ့သိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်